လိုက်စားပါဒီနေ့လိုက်စားပြမှာကတော့ crystal ကျေစုနီးနဲ့အတူ colada second တကောင်ကိုဘယ်လိုမျိုးစီးသက်သာနဲ့ရမလဲဆိုတာကိုလိုက်စားတိတလောက်ပြပြသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအလိုက်စားတော့ weekly pass ထည့်လိုက်မယ် weekly pass တစ်ပတ်မှာဆိုလို့ရှိရင် total time ကို220ရပါတယ် crystal စုဖို့ရအတွက်ဒီမှာ diamond 30နဲ့ကြာပိုင်း crystal ကိုလဲလိုက်မယ်weekly pass တစ်ပတ်မှာ220ဆိုတဲ့အခါကျတော့ဒီမှာတစ်ခါလဲလို့ရှိရင်10ကဖြစ်တဲ့အတွက်ကြောင့်22ခါလဲလို့ရမှာပါဒီမှာကသူက12ခုပဲပြီးရပေါ့နော်12ခုတစ်ခါလေးကန်ကောက်ပြီဆိုလို့ရှိရင်20အဲ့လိုမျိုးတွေရမယ်ဆိုတော့ဒါကိုကြာပိုင်း15ခုနဲ့တွက်လိုက်မယ်15နဲ့22နဲ့မြောက်လို့ရှိရင်330ရတယ်ပြီးတော့ weekly pass ထည့်လို့ရှိရင် crystal တမမလို့ရှိရင် starlight fragment ရတယ်ပေါ့နော် starlight fragment မယူဘဲနဲ့ဒီမှာ crystal လေးကိုပဲထည့်ယူလိုက်တဲ့အခါကျတော့400ရပါမယ်weekly pass တစ်ပတ်ထည့်နေကို crystal က400လောက်ရှာသွားပြီး colada second တကောင်ဖောက်မယ်ဆိုလို့ရှိရင် crystal က3000ကနေ4000ချောင်းကုန်ကြမှာဖြစ်တဲ့အတွက်ကြောင့် weekly pass 10ပတ်ဆိုလို့ရှိရင် crystal 4000ဆုံးပြီးပါပဲဖြစ်ပါတယ်အဲ့တော့တွက်ကြည့်လိုက်မယ်weekly pass တစ်ပတ်ကို6000လောက်နဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့မှတူတဲ့6000အပြင်မှာ diamond ဝင်မယ်ဆိုလို့ရှိရင် diamond 4000ကျော်ဆိုလို့ရှိရင်2သိန်းကျော်ကုန်နေပေါ့နော်လိုက်စားကိုယ်တိုင်လေးရှောင်းနေတဲ့အတွက်ကြောင့်မလို့တည်ရပေါ့နော်ဒါကတော့ colada တကောင်ကိုဒီလိုမျိုးနည်းနေရ